မင်္ဂလာပါရှင်ဇွန်လ10ရက်နေ့မှာကြာရောက်မယ်ကမ္ဘာတမ်တမ်မူနေဘောလေကြီးတွေအထိမ်းအမှတ်အနေနဲ့ကျမတို့အရှုဂရုကုမ္ပဏီကနေကျမိုက်စကားဝိုင်းလေးကိုစီစဉ်ထားပါရရှင်ဒီနေ့ခေတ်မှာပတ်ဝန်းကျင်ညဉ့်ညမ်းမှုနဲ့လူနေမှုပုံစံပြောင်းလဲလာမှုကြောင့်ဓာတ်မတက်ခြင်းဟာလူကြီးလူငယ်တွေပုံမခန်းစားလာရတာကိုတွေ့ရှိရပါရရှင်ဓာတ်မတက်ခြင်းဟာအပေါ်ယံရေပြားပြဿနာသာမကဘဲနဲ့အသက်ရှူလမ်းကြောင်းနဲ့အဆုတ်ယောဂါကိုပါထိခိုက်လာနိုင်ပါရရှင်အဲအကြောင်းလို့မိမိတို့ရဲ့အဆုံးနေရင်ကောင်းကျန်းမာရေးအတွက်ဓာတ်မတက်ခြင်းကနေပြီးတော့ဘယ်လိုကာဝယ်ရမလဲဆိုတာကိုမှတ်ကန်စွာသိရှိနိုင်မှုအတွက်အဆုံးနေရင်ကောင်းအထူးကူတမားတော်ကြီးပေါမောက်ခဒေါက်တာဦးရဲထွန်းနဲ့ဒီနေ့တွေ့ဆုံပြီးတော့မိမြတ်သွားမှာဖြစ်ပါရဲ့ရှင်မင်္ဂလာပါဆရာမင်္ဂလာပါဆရာကဘာဓာတ်မတက်မှုပေါ့နော်ဝေါ်လက်ကြီးဒီအတွက်ကိုအသက်ရှူလမ်းကြောင်းဆိုင်ရာဓာတ်မတက်ခြင်းနဲ့ပတ်သက်ပြီးတော့အများပြည်သူသိရှိဖို့အတွက်ကျန်းမာရေးဘူးတာလေးကိုဆွေးနွေးဖြစ်ကြပေးပါအောင်ရှင်ပြပါမယ်ဟုတ်ကဲ့ပါဆရာပထမဆုံးအနေနဲ့ပေါ့နော်လက်ကြီးဓာတ်မတက်ခြင်းဆိုတာခန္ဓာကိုယ်မှာဘာကြောင့်ဖြစ်လာတာပါလဲဆရာဟိုဒီပေါ့နော်အစင်သက်ကတော့ဒီအလာကြီးဆိုတာဓာတ်မတက်တာကိုပြောတာပေါ့နော်အမှန်တကယ်ပြောမယ်ဆိုလို့ရှိရင်ဓာတ်မတက်တာတဲ့ဆိုလို့ရှိရင် तू ကပုံမှန်ဖြစ်နေတဲ့ဒီပုံမှန်တွေ့နေရတဲ့ဒီ substance တစ်ခုပေါ့နော်တပည့်စီတစ်ခုကိုဒီအလာကြီးဖြစ်တဲ့လူကပြန်ပြီးတော့တုတ်ပြန်မှုလွန်ခဲ့ခြင်းဖြစ်တာပေါ့နော်ဥပမာပြပတ်ဝန်းကျင်မှာရှိတဲ့ဒီအမုံတွေရှိတယ်ပိုလန်တွေရှိတယ်နောက်ပြီးတော့တချို့တွေနော်အစားတောက်တွေရှိတယ်အဲ့ဒါတွေကိုစားမိတယ်ရှုမိတယ်ဆိုရင်ပုံမှန်လူတယောက်ကတော့ဘာမှမဖြစ်ပေမဲ့အဲ့အလားကျရှိတဲ့လူကြတော့ तू ကပြန်ပြီးတော့တုတ်ပြန်မှုကပိုများသွားတယ်အဲ့ဒါဝင်လာပြီဆိုလို့ရှိရင်ဒီဓာတ်ပစ္စည်းဝင်လာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာပရိဇီဝဆိုတဲ့ဒီ antibody တစ်ခုကိုထုတ်တယ်ဒုတိယကြိမ်ဝင်လာပြီဆိုလို့ရှိရင် first of ပြောတယ်ဒီဟိုဒီပေါ်အလာဂျန်လို့ခေါ်တဲ့ဝင်လာတဲ့ပစ္စည်းနဲ့ထုတ်ထားတဲ့ antibody နဲ့ဓာတ်ပြုမှုဖြစ်ပေါ်လာပြီးတော့သောတော့ပြောတဲ့အလာကျဒီဘာနေပေါ့ reaction တွေပေါ်ပေါက်လာတာပေါ့နော်အဲ့ဒါကြောင့်မလို့အစစ်သက်ကတော့ဓာတ်မတက်ဘူးဓာတ်မတက်ဘူးခေါ်ပေမဲ့အမှန်တော့ပြောလို့ရှိရင်ဒီကိုကနေဝင်လာတဲ့ပစ္စည်းကိုပြန်တုံ့ပြန်တာလွန်ခဲ့တဲ့ဒီ reaction တစ်ခုပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာလူတွေမှာဖြစ်တတ်တဲ့ဓာတ်မတက်မှုအမျိုးအစားတွေကဘာလဲဆိုတာသိပြသေးဆရာဟုတ်တယ်သူကဓာတ်မတက်ဘူးဆိုတဲ့ဥစ္စာကသူနဲ့ထိတွေ့မှဖြစ်မှာဆိုတော့ဘလို့ထိတွေ့တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့အမျိုးအစားတွေကွဲသွားတာပေါ့နော်ကျွန်တော်တို့အစုံနဲ့ရင်ကောင်းတမားတော့ဆိုတော့ကျွန်တော်ဘက်ကပဲစပြောမယ်ဆိုလို့ရှိရင်ဒီအစုပ်တက်ရှူလမ်းကြောင်းတွေစမယ်ဆိုတော့နှာခေါင်းကစားတယ်ဗျာဟုတ်ကဲ့နှာခေါင်းဆိုတဲ့ဥစ္စာကကျွန်တော်တို့အစုပ်နဲ့တက်ရှူလမ်းကြောင်းရဲ့အပေါ်ပိုင်းအဲ့ကနေရှိတယ်အဲ့ဒီကနေပြီးတော့အောက်ပိုင်းကိုရောက်သွားတဲ့အခါမှာအစုပ်ထဲဝင်သွားမယ်ဒါတွေဖြစ်ဖို့ဆိုလို့ရှိရင်ဘာတွေလဲဆိုလို့ရှိရင်အဲ့ဒီအမျိုးအစားတွေကြတော့ရှူတဲ့အမျိုးအစားတွေနော်လေတုထဲမှာရှိတဲ့ဒီအမျိုးအစားတွေကနေရှူလို့ရှိရင်ဖြစ်မယ်အစုပ်နဲ့တက်ရှူလမ်းကြောင်းဝင်မယ်နှာခေါင်းကနေဖြတ်ပြီးတော့ဝင်မယ်အစုပ်ထဲရောက်သွားမယ်ဒါတော့နံပါတ်1ဟုတ်ကဲ့ပါနံပါတ်2နေနေကတော့ဘာလို့ဆိုရှင်ပါဇက်ကလည်းရှိတယ်စားမယ်အဲ့ဒါနဲ့ food လို့ခေါ်တဲ့အစားအသောက်တွေအစားအသောက်တွေကလည်းသူကနေပြီးတော့ဖြစ်တယ်ဓာတ်မတက်မှုလေးတွေဖြစ်ပေါ်လာနိုင်တဲ့ဥစ္စာ allergic reaction တွေဖြစ်ဟုတ်ကဲ့ပါဆရာနံပါတ်3သူကဘာလဲဆိုရင်နောက်တစ်ခုကဘာလဲဆိုထိတွေ့မှုကအရေပြားမှာရှိတယ်ဒါတော့ဆရာတိတလို့တော့အရေပြားတစ်ခုဆရာဝန်ကြီးနဲ့လည်းဆွေးနွေးထားဖို့ရှိတော့သူမှတော့ပို့ကြပြမြပို့ပြီးတော့ဆွေးနွေးမယ်လို့ထင်ပါတယ်အဲ့ဒီတော့ contact ပေါ့နော်ထိတွေ့မှုတွေကနေပြီးတော့ဖြစ်ပေါ်လာနိုင်တာတွေရှိတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုရှင်ဆရာတို့ဒီနေမကောင်းရင်ကုသတဲ့ဥစ္စာလေးတွေရှိတယ် injection တွေပေါ့တောက်ဆေးတွေပေါ့ medications လို့ခေါ်တဲ့ဒီဆေးဝါးကနေပြီးတော့ဓာတ်မတက်မှုတွေဖြစ်နိုင်တယ်နောက်တစ်ခုဆုံးမှတော့နောက်ဆုံးတစ်ခုကတော့ပိုးမွားပေါ့နော်အစိတ်ရှိတဲ့ပိုးမွားတွေကဥမာပြီးပြားတို့ဥစ္စာတွေပေါ့နော်အဲ့ရနေကပ်ပြီးလို့ရှိရင်လည်းဖြစ်ပေါ်သွားတဲ့ဥစ္စာမျိုးတွေရှိတယ်အဲ့လိုမျိုးအမျိုးအစားလေးတွေတော့ရှိကြပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးဟုတ်ကျေးဇူးပါဆရာကြီးနောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ပေါ့နော်ဆရာကြီးဓာတ်မတက်ခြင်းကဘယ်အရွယ်မှာပူပြီးတော့အဖြစ်များလေးရှိပါတယ်လေဆရာအဲ့ဒါကတော့အတိအကျပြောလို့မရဘူးဟိုနင်းပေါ့ရေပူအပြည့်ပြောမယ်ဆိုလို့ရှိရင်တော့အားလုံးမှာဖြစ်နိုင်တယ်လို့ယူဆတယ်ဒါပေမဲ့ဓာတ်မတက်တဲ့အမျိုးအစားပုံမှန်မူတည်တော့အသက်ရွယ်กว่าတယ်ဥပမာပြည့်ဒီ infant လို့ခေါ်တဲ့တစ်နှစ်အောက်ကလေးတွေမှာဆိုရှင်နှုတ်ပွေးလေးတွေရှိတယ်အဲ့ဒါလည်းပြောလို့ဆိုရင်ဒါအလာကြီးတစ်ခုတည်းလေဓာတ်မတက်တာတစ်ခုပဲ make အလာကြီးလို့ခေါ်တာပေါ့အဲ့ဒါလေးတွေလည်းရှိနောက်တချို့ကလေးတွေရှိတယ်အခြားတောက်တွေမတက်တာလေးတွေရှိတယ်တချို့ဟိုငယ်ငယ်လေးတွေကနေဖြစ်ပေါ်လာတဲ့ဥစ္စာဟိုနဲ့တချို့ဟိုနဲ့တွေ့ဘူးတဲ့ကလေးတယောက်ဆိုကြက်သွန်ချလို့မရဘူးအဲ့တော့ကြီးတဲ့တိမရဘူးဆရာဝန်ကြီးတယောက်တည်းမှာလည်းရှိတယ်အမှန်တမ်းပြောလို့ရှိရင်ဆရာတို့မိတ်ဆွေဆရာဝန်ကြီးတယောက်တည်းမှာရှိကြက်သွန်သူချလို့မရကြက်သွန်နေပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့တော့အသက်အရွယ်ကတော့ဒီအားလုံးဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီဓာတ်မတက်မှုအမျိုးအစားပေါ်မှာမူတည်ပြီးတော့နည်းနည်းကွက်ပြနေတာပေါ့ဟုတ်ကဲ့ပါဆရာဓာတ်မတက်ခြင်းကလေဆရာမျိုးရိုးလိုက်တတ်ပါလားဆရာအမှန်တော့မျိုးရိုးရှိပါတယ်သူကဘာလို့ဆို genetic ပေါ့ genetic ဆိုတဲ့ဒီမျိုးရိုးကြောင့်ဖြစ်ကြတာပုံများတယ်ဒါပေမဲ့လည်းအဲ့မျိုးရိုးအခြေခံရှိပြီးတော့ဝင်းကျင်ပေါ့ပတ်ဝန်းကျင်ရဲ့
ဒီမှာရှိတဲ့ဓာတ်ပစ္စည်းတွေတုတ်ပြန်မှုကိုပေါ်လွင်ပြီးတော့လည်းဖြစ်နိုင်တယ်နော်ဒါကြောင့်မလို့မျိုးရိုးလိုက်တာကတော့အခြေခံအပြည့်ရှိနိုင်တယ်ဒါပေမဲ့တစ်ခါတည်းမှာမျိုးရိုးဗီဇမရှိဘဲနဲ့လေဘေးပတ်ဝန်းကျင်ရဲ့ဟိုနေပေါ့နော်တုတ်ပြန်မှုတွေဒီဥစ္စာတွေကိုကြည့်ပြီးတော့ခန္ဓာကိုယ်ရဲ့တုတ်ပြန်မှုတွေအရာအလားကျဆိုတဲ့ဒီ temperature ကလည်းဖြစ်နိုင်ပါတယ်မျိုးရိုးမရှိတော့ညာလည်းဖြစ်နိုင်တဲ့ဟိုနေပေါ့ condition တစ်ခုပါပဲဟုတ်ကဲ့ပါဆရာကြီးဟုတ်ဆရာကြီးဓာတ်မတက်မှုကလည်းဆရာကြီးအသက်ရှူလမ်းကြောင်းစနစ်ကိုပေါ့နော်ဘယ်လိုမျိုးတက်ရောက်မှုရှိနေနိုင်မှာလဲဆရာအဲ့ဒါကဆရာတို့ပြောမယ်ဆိုရင်ဒီအသက်ရှူလမ်းကြောင်းကိုဆရာစောစောပြောသွားသလိုပဲဒီဓာတ်မတက်တဲ့ပစ္စည်းတွေကိုခန္ဓာကိုယ်ရဲ့ဘယ်လိုသွားမလဲဆိုတော့အဓိကလမ်းကြောင်းမှာကပါလဲဆိုရင်ဆရာတို့ဒီအသက်ရှူလမ်းကြောင်းအဓိကအသက်ရှူလမ်းကြောင်းမှာနှစ်ပိုင်းကွဲမယ်ဆိုလို့အပေါ်ပိုင်းကနှာခေါင်းလေကြောင်းဟုတ်ကဲ့ပါဆရာနောက်အောက်ပိုင်းကကျတော့အဆုတ်ထဲဝင်သွားပဲလေပြမိုင်းနဲ့ဒီအဆုတ်ရဲ့ဟိုနေတဲ့ကိုရောက်သွားတဲ့ဒီခွဲသွားတဲ့အဆုတ်လေအိတ်ပြီးနော်ဟုတ်ကဲ့ပါအဲ့တော့အဆုတ်နဲ့အသက်ရှူလမ်းကြောင်းဘယ်လိုဖြစ်ဆိုတော့ allergic ပေါ့နော် allergic respiratory disease လို့ခေါ်တာပေါ့ allergic respiratory disease လို့ခေါ်ရင်အဓိကနာမည်ကြီးတဲ့ဥစ္စာတွေကတော့ကျွန်တော်တို့ဒီနှာခေါင်းမှာဖြစ်တဲ့ allergic rhinitis ဟုတ်ကဲ့ပါနော်နှာခေါင်း allergy ကိုခေါ်တာပေါ့နှာခေါင်း allergy ဆိုရင်အများဆုံးဖြစ်တယ်ပေါ့နော်ဘာလို့ဆို तू ကထိတ်ဆုံးပါပေါ်တော့ရှိနေတဲ့ဒီပေါ့လေတို့တွေကရှူသွေးရတဲ့ပစ္စည်းတွေပေါ့ဗျာအဲ့ဒါတွေကနောက်ကျလို့ရှိရင်လည်းကျွန်တော်တို့ထပ်ဆွေးနေမယ်ဒီပိုလန်တို့ပါလို့ဒီအဲ့ဒါတွေဖြစ်မယ်နောက်အထက်ထဲဝင်သွားပြီနော်အဆုတ်ထဲဝင်သွားတယ်အဲ့ဒီမှာလည်းပဲကျွန်တော်တို့ကွန်မွန်ဖြစ်နေတဲ့ဒီရစ်ချက်ပေါ့နော်အများသိတဲ့ asthma ပေါ့ asthma ကသူကဘာလို့ဆိုရင် allergic နဲ့အရန်ကိုဆက်ဆက်နေတာရှိတယ်ဒါကြောင့် allergic asthma ဆိုတာလည်းရှိတယ်သူကလည်းဓာတ်မတက်မှုတဲမှာလည်းနာမည်နောက်တစ်ခုကလူသိမသိတဲ့ဥစ္စာကဘာလို့ဆိုရင်ကျွန်တော်တို့အဆုတ်လေးအိတ်လေးတွေထဲမှာဓာတ်မတက်တဲ့ပစ္စည်းဝင်သွားပြီးတော့အဲ့အဆုတ်လေးအိတ်လေးတွေရောင်သွားစေတဲ့ဥစ္စာပေါ့ hypersensitive pneumonitis လို့ခေါ်တာပေါ့နော်ဒီမှာဆေးအုပ်စုတွေလည်းရှိပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးပါဆရာနောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ပေါ့လေဆရာကြီးလူတွေကနှာစေးချောင်းဆုံးလို့ရှိရင်တာမန်တုပ်ကွေးလိုပဲထင်တန်းကြပါလေတာမန်တုပ်ကွေးနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာဓာတ်မတက်ခြင်းပေါ့နော်ဘယ်လိုမျိုးအလွယ်ကူဆုံးခွဲခြားပြီးတော့သိရှိနိုင်မှာလဲဆရာအဲ့ဒါတော့ပြောလို့ရှိရင်တော့ယောဂရဆိုရင်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့စောစောပြောတဲ့အတိုင်းပဲနှာစေးတဲ့ချောင်းဆိုးတယ်ဆိုရင်နည်းနည်းလေးတော့အဖျားလေးရှိကောင်းရှိနိုင်တယ်ပေါ့နော်တော့ဘာလို့ virus တွေဖြစ်တာများတော့ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့သူကကြတော့ဘာလို့ဆိုရင်ဖြစ်ပြီးလို့ဆိုရင်ပျောက်သွားတယ်ခဏတစ်ဖြုတ်ပဲဖြစ်ဟုတ်ကဲ့ပါစောစောပြောတဲ့ဒီ allergic ပေါ့အထူးပြဒီနာစီချောင်းစုနဲ့အများနဲ့တွဲနေတဲ့ပါတော့ allergic rhinitis လို့ခေါ်တဲ့ဒီနှာခေါင်းလာဖြစ်ပေါ့သူကတော့အများတန်းလို့ဖြစ်အများတန်းလို့တော့မဟုတ်ပေါ့နော်ဒီ deficit တွေ dermatitis လို့ဆိုရင်သူကဖြစ်ပေါ်စေတာပေါ့ဟိုနေပေါ့ဒီဥစ္စာဆိုရင်တွေ့ပြီဆိုရင်နှာစီတဲ့ချောင်းစုတဲ့ဥပမာအပူအေးမမြင့်အောင်ဥပမာပြနေပူထဲမှာကျွန်တော်ထွက်လိုက်တယ်ပြီးရင်ပြန်ဝင်လာတဲ့ airport နဲ့တွေ့တဲ့အချိုးချီတယ်ဒါမျိုးလေးတွေရှိနိုင်တယ်ဒါပေမဲ့လည်းစောစောလိုပဲနှာစီးချောင်းဆိုးဆိုတဲ့ viral infection တွေရပြီးသွားရင်လည်းစောစောပြောတဲ့ allergic rhinitis ကိုပို့ပြီးတော့ကြွားချတာမျိုးရှိပါတယ်အဲ့တော့ပြောလို့ရှိရင်တော့သူ့ရဲ့ရာဆိုရင်ပဲပေါ့နော်ဒီခံစားမှုရှိတဲ့လူတယောက်ရဲ့ရာဆိုရင်ကြည့်ပြီးတော့ဒါတော့ပြည့်တကောင်းလာကြည့်ဖြစ်ဖို့များတယ်ဒါတော့နှာစီးချောင်းဆိုးတက်ပါပဲဆိုတာခွဲရတာပေါ့ခြေခံအပြည့်ပြောမယ်ဆိုရင်နှာစီးချောင်းဆိုတာရက်တူတူနဲ့ပြီးသွားတယ်စောစောပြောတယ် allergic rhinitis လို့ခေါ်တယ်ဒီနှာခေါင်းဝင်လာကြည့်ရတော့ဖြစ်လိုက်ကြောက်လိုက်တော့ရှိတယ်ဟုတ်ကဲ့ပါဆရာကြီးဟုတ်နောက်မေကိုတစ်ခုအနေနဲ့ပေါ့နော်ဆရာကြီးအသက်ရှူလမ်းကြောင်းဆိုင်ရာဓာတ်မတက်ခြင်းရဲ့အဖြစ်များရဲ့လက္ခဏာလေးတွေကိုသိပြစေရှင်ဒါလည်းစောစောကျွန်တော်ပြောခဲ့သလိုပဲဒီဝင်လာပြီပေါ့ဗျာဒါဝင်လာတဲ့ဥစ္စာတွေအများတော့ပြပိုလန်နေလို့ခေါ်တာပေါ့နော်ဝင်မုံနေရှိတယ်နောက်ပြီးလို့ရှိရင် air pollution လို့ခေါ်တဲ့လေထုမတန်တာတွေရှိတယ်နောက်ပြီးလို့ရှိရင်ကိုယ်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ဒီဟိုတိရစ္ဆာန်အသေးလေးတွေရဲ့ဒီအမွေးပေါ့ဗျာဒီအရေးပြအမွေးပေါ့ဥပမာခွေးတွေကိုကြောင်လို့ရဲ့အမွေးလေးတွေဝင်လာတာရှိတယ်ဝင်လာပြီးနှာခေါင်းအရင်စဖြစ်မှာပဲလေနှာခေါင်းအပြည့်မှာဆိုရင်နှာချီမယ်ဟာချိုးနှာချီမယ်နှာရည်တွေယိုမယ်နှာခေါင်းပိတ်မယ်နော်နောက်ပြီးလို့ရှိရင်အဲ့ရအောက်ရောက်သွားလို့ရှိရင်လေကြောင်းရမယ်နှာခေါင်းရမယ်ဒါတွေဖြစ်မယ်အပေါ်ပိုင်းမှာပဲတစ်ဆက်တည်းပြည့်စုံပြောမယ်ဆိုရင်တစ်ခါကြောက်လို့ချင်းဝင်လာတဲ့အလာဂျီကဒီဥစ္စာနှာခေါင်းနဲ့မကောက်မျက်လုံးကထိမယ်ဆိုမျက်လုံးတွေနည်းရားလာပဲမျက်လုံးလေးတွေသူကနည်းနီလာတာပေါ့နော်ဒီဂျပန်တို့နိုင်ငံမျိုးပါဆိုရင် carbon shore လို့ခေါ်တဲ့ပိုလန်လေးပေါ့ဒီຫນွေဥရာသီရောက်လာပြီဆိုရင်အကုန်မျက်နှာနီးနာရည်တွေကြတော်တော်ဆိုပါတယ်ပေါ့နော်ဟုတ်ကဲ့နောက်အောက်ကိုရောက်သွားပြီဆိုရင်အဆုတ်တဲဆိုရင်ချောင်းဆိုးလာပြီပြီးလို့ရှိရင်မောလာတဲ့ကျက်တဲ့တရွှေ့တမ်းမိတဲ့ asthma ပုံစံပေါ်တော့နော်အဲ့ဒါမျိုးတွေဖြစ်ပေါ်ကြပါတယ်ဟုတ်ကဲ့ပါဆရာကြီးဟုတ်ဆရာကြီးဟိုပဝင်းကျင်လေးလူညဉ့်ညံမှုပါပေါ့နော်အသက်ရှူလမ်းကြောင်းဆိုင်ရာဓာတ်မတက်မှုရှိသူတွေအတွက်ကိုဘယ်လောက်ထိတက်ရောက်မှုရှိပါလဲရှိပါတယ်သူကိုယ်တိုင်နဲ့ဒီ allergy ကိုဖြစ်စေတယ်လို့ဟိုနေပေါ့ဒီဟိုနေပေါ့
ဒီမှာတွေးရှိချက်တွေရှိတယ်ပေါ့နော် ဟုတ်ကဲ့ပါ တော့ဘာလို့ဆိုတော့ပတ်ဝန်းကျင်ကလေတူးညဉ့်မီဆိုဒီပတ်ဝန်းကျင်လေတူးညဉ့်နဲ့အော်ဘယ်နဲ့ထုတ်တယ်လဲဥမာပြကားတွေကနေပြီးတော့ထွက်လာတဲ့ exhaust တွေရှိတယ်တော့ဒီမိစက်တွေရှိတယ်ပေါ့နော်ဒါတွေထွက်လာထိုနည်း၎င်းပဲတဘာဝ climate changes ပေါ့ရာသီဥတုပြောင်းလဲမှုကြောင့်လည်းဖြစ်နိုင်တယ်အဲ့မှာ PM 2.4 လို့ခေါ်တဲ့ particle ပေါ့နော် air pollution particle လေးတွေရှိတယ်သူကနေပြီးတော့ဒီနှာခေါင်းကတစ်ဆင့်အသက်ရှူလမ်းကြောင်းနဲ့ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလေပြွန်လေးတွေရဲ့နံရံပေါ်မှာရှိတဲ့အပေပါလေးတွေပျက်စီးသွားဆိုတယ်နော်ပျက်စီးသွားတယ်ရောင်ပြီးတော့ပျက်စီးတော့အဲ့ဒီလေပြွန်နံရံလေးတွေအောက်ဘက်မှာရှိတဲ့ဒီဟိုညနေပြင်လေးတွေပေါ်လာတယ်အဲ့ဒီပေါ်လာတဲ့ညနေပြင်လေးတွေကဒီဆိုတော့ပြောတဲ့ large variation တွေပို့တော့ဖြစ်သွားစေအဲ့တော့လေပြွန်လေးတွေရောင်တယ်ပြီးရင်ကျင်းတယ်ပိတ်တယ်ဒါမျိုးတွေဖြစ်ပေါ်လာတယ်ပေါ့နော် ဟုတ်ကဲ့ပါဆရာ